ကျော်စွာဝင်းအောင်ဝိတ်ချိန်တဲ့ညမှာ62.8 ကီလို138ပေါင်နဲ့အောင်မြင်စွာအလေးချိန်ပြည့်မီခဲ့ပြီးဖြစ်ပါတယ်။သူရဲ့ပြန်မဲ့အင်ရှင်ထိုင်းဖိုက်တာကိုမာဝိုဟာအားကောင်းတဲ့လက်သီးပိုင်ရှင်တူဖြစ်ပြီးအားနည်းချက်ထက်အသာချက်ပုံများတဲ့ကစားသမားကောင်းကြောက်လို့လဲကျော်စွာဝင်းကလေးစားစားချီကျူးပြောဆိုခဲ့ပါတယ်။ဒါဟာကျော်စွာဝင်းအတွက်ကမ္ဘာအဆင့်မီ1ချန်ပီယံရှစ်စင်မြင့်ထက်မှာ၄ပွဲမြောက်ထိုးတက်ရတော့မယ့်ပွဲစဉ်ဖြစ်ပြီးလက်ရှိမှာတော့လက်ရည်အသေးနဲ့ကစားရတဲ့မြန်မာလက်ဝဲနဲ့ငွေထိုင်းပေါက်ဆက်စင်းမြင့်တွေကိုလည်းကောင်းစွာကျင့်သားရနေပြီလို့ဆိုပါတယ်။လက်တလောသူ့ရဲ့ခဏကိုလေ့ကျင့်ရာ flyweight နဲ့ bantam ဝိတ်တန်နှစ်ခုကြားရောက်ရှိနေပေမဲ့ပွဲထိုးကနီးမှာပင်ပန်းကြီးစွာဝိတ်ချရတာကိုမလိုလားတာကြောင့်bantam ဝိတ်တက်မှာပဲဆက်လက်ရှင်းပြိုင်သွားဖို့စဉ်းစားထားကြောင်းလည်းပုံဝင်လင်းလင်းဖွင့်ရခဲ့ပါတယ်။ပြည်သက်တွေအားလုံးရဲ့အာရုံစိုက်မှုကိုတစ်ခဲနဲ့ရရှိနေတဲ့ဒီပွဲရဲ့ဖြေကတော့ကျိုးဝိုင်းနဲ့ရောက်မှပဲပြက်ပြက်တသားဆုံးဖြတ်သွားကြရမှာဖြစ်ပါတယ်။ပွဲစဉ်အစီအစဉ်တွေရထိုင်းစံတော်ချိန်ညနေ6:00 နာရီခွဲမှာတိုက်ရိုက်ထုတ်လွှင့်မှုစတင်မှာဖြစ်ပြီးကျော်စွာဝင်းကတော့ပွဲစဉ်၄မှာပါဝင်ထိုးသက်သွားမှာဖြစ်လို့မြန်မာစံတော်ချိန်တောက်ကြနေ့ည9:00 နာရီလောက်မှာပွဲကိုရင်ခုန်စစ်လို့ရှားစွာစောင့်ကြည့်ရမှာဖြစ်ပါတယ်။လက်ရှိချိန်မှာတော့မြန်မာပြည်သက်တွေရဲ့မျှော်လင့်ချက်နဲ့အားပေးမှုကိုပခုံးထက်မှာဂုဏ်ယူစွာထမ်းပိုးထားပြီးထိုင်းမြေပေါ်မှာမြန်မာဂုံကိုတင့်တယ်စွာစောင့်မိနိုင်ဖို့ကျော်စွာဝင်းတောက်ပဲချက်ရှိပါတော့တယ်။ဒီတစ်ခါကျော်စွာဝင်းကြီးဆိုင်အမဲ့ပြန်မဲ့ကတော့အင်ရှင်ထိုင်းဖိုက်တာကိုမာဝိုဖြစ်ပါတယ်။ပြန်မဲ့ကိုမာဝိုဟာ1ချန်ပီယံရှစ်စင်မြင့်ထက်မှာ9ပွဲထိုး9ပွဲစလုံးရှုံးနေတဲ့ဖိုက်တာတူဖြစ်တာကြောင့်စာရဲပေါ်ကအချက်လက်တွေကြတော့ဒီပွဲဟာထင်ရတာထက်ပုံမတက်တာပြီးအခွင့်အာဏာနေတဲ့ပွဲတစ်ပွဲလို့ပြောလို့ရပါတယ်။ဝမ်ရဲ့ဥက္ကဋ္ဌချက်ထရီအနေနဲ့လည်းမြန်မာဈေးကွက်နဲ့မြန်မာပြည်သက်အင်အားခိုင်မာစွာရရှိထားတဲ့ဖိုက်တာကျော်စွာဝင်းအတွက်ပွဲဆောင်တစ်ပွဲဖန်တီးပေးလိုက်တဲ့သဘောလို့ပဲသုံးသပ်နေကြပါတယ်။ဒါပေမဲ့လည်းစင်ကုန်မှုတွေပြည့်နေနေတဲ့ကျိုးဝိုင်းထဲမှာဘာမှမဖြစ်သွားနိုင်တာကြောင့်ဒါဟာလုံးဝရှော့တော့လို့မရတဲ့ပွဲတစ်ပွဲတော့မဟုတ်ပါဘူး။ပြန်မဲ့ကိုမာဝိုဟာရှုံးပွဲတွေဇက်တိုက်ကြုံတွေ့ထားရခဲ့ပေမဲ့အင်ရှင်ပြည်သက်တွေရဲ့အပိတ်မှုကိုရရှိထားသူဖြစ်တယ်လို့လက်တီအားကောင်းတဲ့ဖိုက်တာတို့ဖြစ်တာကြောင့်ကျော်စွာဝင်းအနေနဲ့တတိမပေါ့ပဲရှင်မြန်ဖို့လိုအပ်ပါတယ်။ကျော်ကြီးအနေနဲ့ဒီပွဲမှာရမှတ်နဲ့တိုင်အဆုံးမြတ်တိမသွားစေပဲအစောပိုင်းချီတွေမှာတင်အလဲထိုး KO နဲ့စစ်စစ်ပြတ်သားစွာအနိုင်ယူပြဖို့အထူးလိုအပ်နေပါတယ်။ပြန်ပဲရဲ့နီးပြူခါကိုအစကတည်းကစီမိုထားနိုင်မှသာအနာဂတ်ဘန်ဒန်ဝိတ်တန်ထဲမှာထိတ်တန့်ဖိုက်တာတွေနဲ့ရင်ဆိုင်ရမယ့်လမ်းကြောင်းကပုံမူဖြောင့်ပြူလာမှာဖြစ်ပါတယ်။ဒီပွဲဟာကျော်စွာဝင်းအတွက်တော့သူ့ရဲ့ကစားသမားအဆင့်ကိုနောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့1ချန်ပီယံစင်မြင့်ထက်မှာမြန်မာလက်ဝဲစွမ်းကိုထပ်မံတက်တည်ပြနိုင်ဖို့သမိုင်းဝင်ခွင့်ရခုရဖြစ်ပါတယ်။ပွဲစကတည်းကထိရောက်တဲ့တိုက်စစ်နဲ့ပိတ်ဆို့မှုတွေစနစ်တကျသုံးစွဲမယ်ဆိုရင်ကျော်ကြီးအတွက်နိုင်ပွဲကမဝေးတော့ပါဘူး။ကျော်ကြီးတယောက်ပွဲစမှာတင်ပြင်းထန်တဲ့ထိုးချက်တွေနဲ့လဲထိုးအနိုင်ပွဲကိုမြန်မာပြည်သက်တွေရှေ့မှာပြပြတတသိမ့်ပိုက်နိုင်မလားဆိုတာကတော့မြန်မာပြည်သက်ကြီးအပေါင်းရှင်ကုန်စွာနဲ့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်မြန်မာကုံဆောင်ကစားသမားကျော်ဆောင်ဝင်းအတွက်ပြည်သက်တွေကတော့နောက်ွယ်ကနေတစ်ခဲနဲ့ဆက်လက်အားပေးကြမှာသိချပါတယ်။